တူရီဝန္ဒနာရှင်ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဝေကြီးတူရီ channel ကနေပြီးတော့ကျွန်တော်မိတ်ဆွေများကိုပြန်လဲကြိုဆိုပါတယ်ကျွန်တော်တို့เนาะ21ရက်နေ့တနင်္လာနေ့ညနေမှာကျွန်တော်မိတ်ဆွေများတင်9ဆိုတဲ့ channel လေးထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပေးထားတာကျွန်တော်1ပတ်သီးနဲ့6ပတ်သီးကျွန်တော်ပေးထားခဲ့တယ်เนาะအဲ့တော့1ကိုကျွန်တော်အဓိက main အနေနဲ့ကျွန်တော်ပတ်သီးပေးခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပတ်သီးကိုပတ်တဲ့မိတ်ဆွေများ1ပတ်သီးเนาะတင်9ဆိုတဲ့ channel လေးရကြမယ်ထင်ပါတယ်နော်ဒါပေမဲ့ကျွန်တော်ရွေးထားတဲ့ရွေးကွက်တွေပေါ့နော်ရွေးကွက်တွေရန်ကွက်တွေကတော့မထွက်မသွားဘူးဗျာနော်အဓိကကျွန်တော်တို့နော်ပတ်သီးလေးပဲကျွန်တော်မှန်ခဲ့တယ်ဘာဖြစ်ပတ်တဲ့မိတ်ဆွေကတော့နော်ပတ်သီးပတ်တဲ့မိတ်ဆွေများကတော့တင်90ခန်းလေးရကြမယ်ထင်ပါတယ်ဟုတ်ပြီအခုလာမယ်ကျွန်တော်မိတ်ဆွေများကနော်22ရက်4လ2025အင်္ဂါနေ့မနက်ပိုင်း7:00 မိနစ်အတွက်ကျွန်တော်ရဲ့အကောင်းဆုံး one day ပတ်သီးလေးနဲ့ကျွန်တော်အကြိုက်ဆုံး main ကွက်လေးရွေးကွက်လေးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့မှာကျွန်တော်เนาะတကွက်ကောင်ကျွန်တော်ရွေးချယ်ပေးသွားမယ်အခုလာမယ့်22ရက်အင်္ဂါနေ့မနက်ပိုင်း7:00 မိနစ်အတွက်ကျွန်တော်ရဲ့1ချိန်ပတ်သီးလေးကတော့61 1ချိန်61ပတ်သီးဖြစ်ပါတယ်เนาะအဲ့တော့6ပတ်သီး1ပတ်သီးဖြစ်ပါတယ်ကျွန်တော်အဓိကကျွန်တော် main 4ခွက်ပြင်မယ်အရင်အနေနဲ့ဆိုရင်ကျွန်တော်3ခွက်ထုတ်ပေးထားတယ်เนาะဒီနေ့မှာကျွန်တော်တကွက်ကောင်ကျွန်တော်ရွေးချယ်ပေးထားမယ်အရင်ဆုံးအနေနဲ့ကျွန်တော်အဓိကဆိုရမယ် main 4ခွက်ကိုကျွန်တော်တင်ဆက်ပေးသွားမယ်အဲ့ဒါဘာလဲဆိုရင်เนาะ6469 1419လေးခွက်မိန်းမှာပြန်ပြောပေးမယ်နော်6469 1419ပါဒီလေးခွက်ကနော်ကျွန်တော်တို့22ရက်နေ့အင်္ဂါနေ့မနက်ပိုင်းအတွက်ဒါမိန်းလေးခွက်ပါအရန်အနေနဲ့ဆိုရင်တော့6နှစ်1နှစ်9နှစ်ဖြစ်ပါတယ်နော်6နှစ်1နှစ်9နှစ်ကဒီ3ခွက်ကအရန်လေးဆောက်ပေးပါနော်ဟုတ်ပြီဒီနေ့ကမှကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းဆိုရင်တော့မိတ်ဆွေများ14ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်နော်1လေးကတော့ကျွန်တော်အကြိုက်ဆုံးအင်္ဂါနေ့မနက်အတွက်တစ်ခွက်ကောင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအကြိုက်တွေဆော့ပါအမြင်တွေဆော့ပါเนาะဆော့တဲ့နေရာမှာလည်းကျွန်တော်မိတ်ဆွေတွေเนาะကိုနိုင်တဲ့ငွေပမာဏတစ်ခုနဲ့ပဲကိုအောင်ချင်းချင်းပြီးတော့ဆော့ပါလို့ပြောချင်ပါတယ်ကျွန်တော်ပေးတဲ့ကဏ္ဍလေးကလည်းအမှားအမှန်ရှိတယ်เนาะအဲ့တော့အမှားအမှန်ကိုလက်ခံနိုင်တဲ့မိတ်ဆွေများဆော့ပါเนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မရသေးဘူးဆိုရင် subscribe နဲ့ခဲ့ပေးကြပါဦးလို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်